ကျမပတ်စံလည်းပြန်ပေးဦးနော် ပေးမှာပေါ့ဆိုခင်ဗျရှားတော်တော်ရှိတယ် သူ့ကိုကြည့်ရလေနေလို့မီးလို့ပူတယ်နော်သူ့တန်လည်းမကြားချင်ဘူးနော်သူ့မျက်နှာလည်းမမြင်ချင်ဘူး လူပေါင်းကတော့အကောင်မငါဟာမရှိဘူးလို့ပြောနေလေအမေကလည်း ကဲချက်သားတွေလက်တယ်ဗျာဗမာချက်တွေရောစီဗီချက်တွေရောအစုံရှိတယ်လားဘာချက်လဲမအေးချက်သားတွေလက်တယ်နော်ချက်သားတွေလက်တယ်နော် မဟုတ်ပဲ မဟုတ်လောက်လေ တသား တတော့ဟာနင်ကလည်းငါ9000ပဲဈေးဥပေါက်သေးတယ်ဟာ ငါတော့လည်းဘာလို့လို့ရမှာလဲဖေကလည်းတသောင်းပေးလို့ နေမေလိုက်နေမေပြောလိုက်မယ်နော်ငါကြောက်တယ် တသောင်းပေးလို့ဖေကလည်းမရောင်းကြအများကြီးကြံသေးရဟောက်ပေး ဘိုင်ဘိုင် ရှင် ဟောဒီ9000လို့ချီပါ ကုန်းချာကျမတသားမိုးပဲရောင်းရသေးတယ် ကဲပေးသမှာဗျာခင်ဗျာလည်းငါတော့ပေးပြန်ပေးမယ်ဒါပေမဲ့ချက်သားရောက်ပြီပြန်ပေးမယ်ရော့ ရှက်ရှက် ရော့ အဲ့တော့ဖေကိုအများကြီးစစ်တာ အေးဘယ်သွားမှာလဲ ဟိုတငယ်ချင်းတွေလမ်းတိုင်းမှာမိုးသွားစားဖို့ မြန်ပြန်ခဲ့ဦး ပြန်လာခဲ့မယ်တသား ဟဲ့ကောင်းပါလေဘိုင်ဘိုင် ရှင် ကျုပ်သမီးချောတယ် ချောပါရှင်မင်းသမီးလေးကြာနာပဲ ခင်ဗျာလည်းကြုံမွေးထားပါလေဆိုကွာမှာပဲ ရှင်တို့နဲ့တော့မတူဘူးရှင်သမီးကပိုချောတယ်လေ ကြုံမွေးထားတာပါဆိုကွာမှာပဲအိုးအဲ့9000ကိစ္စတော့တီတော့သွားမပြောနဲ့နော် အေးမှာကုန်းချာရင်ရှင်ကျမပတ်စံလည်းပြန်ပေးဦးနော် ပေးမှာပေါ့ဆိုခင်ဗျာရှားတော်တော်ရှိတယ် ဟဲ့ဈေးဥပောက်ပြီလားယောက်ျားဟဲ့ဈေးဥပောက်ပြီလားလို့ မပေါက်သေးဘူးဈေးဦး ဟမ်ဒီလောက်ကျမသွားတာအကြာကြီးဈေးဥတော့မပောက်ဘူး ဟောမင်းဝယ်သူလေးမှမလားငါဘယ်လိုလုပ်ရမှာလဲအတစ်ဆက်ခေါ်လို့ရောင်းလို့လည်းမရတဲ့ကိစ္စကို ရှင်ကလေလက်ကိုတိတ်တယ်ထွက်ကျမပဲရောင်းတော့မယ်ဒီမှာ မင်းကဘယ်လောက်လဲရှိနေလို့လဲ အော်ရှိလို့နေတိုင်းစားတော့ရတာဗောထွက် ကဲရော မပောက်ဘူးဘလို့ယောက်ျားလည်းမသိဘူး ငါလည်းရောင်းနေတာပဲကွာလကားနေတာမှမဟုတ်တာဟဲ့ ဖဖဖျားစားလေးပါလေရွတ်လေ ဟောမင်းမဲ့ရွတ်မင်းမဲ့တက် ပြီးတော့သွားဟောပဲတော့အိမ်မှာပဲမင်းနဲ့အိမ်ချက်တော့ဈေးဥတော့မပောက်ဘူးဘလို့ယောက်ျားလည်းမသိဘူးလောက်ကြာကြီးသွားတယ် ဟောကိုကြီးလောက်ကပြန်ဟောကိုကြီးအဲ့လီ မင်းကလာကြုံအောင်ຫນွေရပြန်မယ် မမနဲ့မောင်လေးကိုသိနေပါအဲ့ပြီလေကို ဖဲ့သက်မှာຫນွေຫນွေຫນွေ ရှင်ကိုကိုဘာဖြစ်လို့လဲကိုကိုရဲ့ ဘာလို့ຫນွေကလာမကြုံဘဲနဲ့တို့လာကြုံခိုင်းတာလဲ ဩတားကအိတ်ချင်တယ်ဆိုလို့ຫນွေတိတ်နေလို့ပါ တို့လေကိုလေကြည့်ရမှာမဟုတ်တိလားသူ့ကိုကြည့်ရလေနေလို့မီးလို့ပူတယ်နော်သူ့တန်လည်းမကြားချင်ဘူးနော်သူ့မျက်နှာလည်းမမြင်ချင်ဘူးနောက်တစ်ခါလာမကြုံခိုင်းနဲ့တို့ကနေလာကြုံ ကဲဟုတ်ပါပြီနောက်ဆိုຫນွေသတိထားပါမယ်ဟုတ်ပြီလား ကဲအဲ့ဒါဆိုကိုရေချိုးလိုက်အောင်မယ်ဗိုက်စားတယ်ထုံးဝဲပြင်ပေးထား ကဲကိုကြီးတားချိုးတော့နော်အဲ့ဆိုຫນွေထမွေးပြင်ထားတော့မယ်ဟုတ်ပြီလား ကဲဟောရစက်သားတွေရမယ်နော်စက်သားတွေလက်ဆက်လေး မရေချက်သားကဘယ်ဈေးလဲပါ အမဗမာချက်လေးတွေက4000အမယူမယ်ဆို3500နဲ့ပဲယူ ဒါဆိုရင်ကျမတို့ဒီဗမာချက်လေးချိန်ပြီးတော့မနော်ဒါလေးလူချင်းမယ် ဒီချင်းမုံလေးပဲနော်ဒါလေးအရှိချိန်လိုက်မယ်နော် ဟုတ်ကဲ့ပါ အမဟိုဟာရှိတယ်35ချက်သား ဟောဟုတ်အဲ့ဒါဆိုရင်1000ပဲထားလိုက်ပါလေ ရတယ်အမ short ပေးလိုက်မယ်နော်အမခုံမလားတခါနဲ့ခုံမလား မခုတ်တော့ဘူးမသိတာကြီးဒီတိုင်းပဲထည့်လိုက်တော့နော် ဟုတ်ပြီအမရမရ1000ပဲပေးနော် ကဲမသိရတော့ရောင်းကောင်းနေရပဲ မဲနွယ်ဘာစားမလဲဒီနေ့ ကဲဒီနေ့တော့ကြက်သေးမြေလေးပဲထည့်လိုက်တော့ ဟေးဘယ်နဲ့တွဲယူမလဲ ၄ရွဲလောက်မသိတာ ဟုတ်အမလေး အိမ်မှာလူကြီးလည်းတိုးလာရဆိုတော့လေ ဩသူလေးရ သူကအိမ်မှာလက်တို့လက်တောင်ခမ်းရမယ်ဆိုခေါ်ထားတာ ဩအေးပါဩဒါနဲ့မဲနွယ်မျက်လုံးအောက်လေးမှာလေဟိုတင်းတိတ်လိုမျိုးအမဲလေးတွေတွေ့တယ်နော်တင်းတိတ်တွေဖြစ်နေရတာ ဟုတ်တယ်မသိတာရေဘေးကနေဘလို့ပေါ်လာမှန်းတော့မသိပါဘူး ဂယုဆိုင်အောင်နော်မက်နွယ်ကျမတို့ကတော့အပြင်ထွက်နေရတော့ထားတော့မက်နွယ်ကအိမ်ထဲနေပြီးတော့ဘလို့ဖြစ်ပြီးအမဲဆက်တွေဖြစ်နေရတာတော့ မသိတော့ပါဘူးမသိတာရေဂယူးဆိုင်နေရင်းနဲ့ဟိုဖြစ်နေရ ရအမဟိုက40သားရှိတယ်နော် ထက်လိုက် 2500နဲ့ ပါ 1000ပဲပေးမှာနော် ပြလိုက်တော့ကဲအဲ့ဆိုသွားလိုက်အောင်မယ်မသိတာရေနော်လာညတူကဒီစောက်တင်းနဲ့ဒီဟာတွေပဲပြားနေရတာအခုတော့များကမှညီရဘာလို့လဲပြား မဆန်းဝင်ရဲ့နှစ်နှစ်မှပေါင်းလိုက်နော်ဒီနေ့အဆင်မပြေသေးလို့လေ မပြားလို့မရအောင်ကြောက်တစ်ခါပဲခံမယ်ညီခဏရှိနေဒီခါတော့မရဘူးအခုပဲ ကဲဒီလိုလောက်အဲ့ဒါရှင်ပြန်ခောက်လိုက်အဲ့ဒါပစံ ပါပြန်ခါရမယ်အမလေးကြားတော့မှကောင်းရလားဟမ်လက်ရလည်းမပြောနဲ့ရလည်းမတောင်းရကြတော့ပြန်ခါမယ်တော့ညီရကြမှာဘယ်လိုကိစ္စနဲ့ယုံကြည်ရမှာလဲ ရောင်းနေပါလို့ပါမဆန်းဝင် ရောင်းမှာပါလားငါတော့မဟုတ်ဘူးပေးရမယ်လောက်ကညီလို့လူပေါင်းကတော့အကောင်မငါ ဘာလို့တာလဲဟဲ့အဲ့ဒါ ဘာလဲမလဲဟမ်ညနေရတော့ရလဲကြောက်မှာမ
စ္စည်းတွေလုပ်ပြတာကျန် 哎，你别了啦，你别了啦，这样你也不干了我，他干嘛？你这个你必须得花了呢，哪个叫你在没有啥病没嘛他，对吧嘛？ လုပ်ပြလိုက်စမ်း 你不来就来了，不来你在就拔了嘛的，你对吧嘛？ လို့ပြောနေပါလို့ဖြစ်တာ အမရဲ့စိတ်ထဲမှာ 你哪来呢？对了， ဘာကြားတဲ့ကျွန်မ 哈，其他你在又把那么来说了哦，哈哈，你把我那就老我这没有，那啦，别看你家不上学没老呢。 သိတယ်မမတို့တစ်စည်းလုံးသူ့ကြောင်သိတယ်အဲ့ဒါကြောင့်လဲတစ်စည်းလုံးသူနဲ့ဘယ်သူမှမဆက်ဆံနေတာအပိုင်ရှက်တယ်လူရဝိုင်းကြည့်တယ်ပြောအပိုင်ရဲ့ဆက်လျှော့နော်လာပိုင်လာဟဲ့နေပဲတောင်းလို့လဲ အော်ရွာပြန်လို့လား လက်ထဲမှာလည်းအိတ်ကြီးနဲ့ပါလဲနင်ကအိမ်ကပစ္စည်းတွေတောင်းအောင်စားမို့ဟမ်တခုံးอ่ะ ဟုတ်ပါဘူးကိုတော်တော်ဘာမှမပါပါဘူးကိုရဲ့ကိုဖွင့်ကြည့်လို့ရပါတယ်ကိုရဲ့ဒီမှာလည်းအကိုစစ်ကြည့်လို့ရပါတယ်ကိုရဲ့ဒီမှာလည်းကိုတို့အေးရဘာမှမရှိပါဘူးကိုရဲ့ဒီမှာလည်းကိုပြန်နေဆိုရလဲမနလို့မပြောရလို့ပါပြီးတော့ညီမလေးကိုတီးပြတဲ့အိမ်မှာညီမလေးဆက်မနေချင်လို့ပြန်တာပါညီမလေးကိုပြန်ခွင့်ပြုပါတော့ကိုရဲ့ပြန်ခွင့်ပြုပါကိုရဲ့ကြောင့်မမ တော်နေငါဘာထပ်ပြောနေသွားအိမ်ထဲဝင်တော့ဟိုမှာတော်ကြနေငါမိမနိုးရလိမ့်မယ် ကိုရဲ့ညီမလေးပြန်ပြရစင်တော့ကိုရဲ့ညီမလေးပြန်ခွင့်ပြုပါကိုရဲ့ညီမလေးမတီးပြတဲ့အိမ်မှာညီမလေးဆက်မနေချင်လို့ ဖဲတော်နေအိမ်ထဲဝင်တော့ကျုံးနေလေဟိုမှာမိမနိုးရမယ်လို့ပြောနေလေတောင်းဝင်တော့နေဝင်တော့မပြောနေလေ မမီအဲ့ဒါက သမီး စင်တော့ဟဲ့ဘာလို့သမီးစားစင်တယ်မလားမသိပါဘူးဟဲ့ သမီးကျောင်းသွားတော့မလို့လား အမေကဘလို့ဒီကိုရောက်နေရလဲ အော်အမေဒီနာကကြက်တိုင်ကိုလာတာဟိုသမီးပေကိုတော့စိုက်မှာပဲထားခဲ့တယ်ရောသမီးမိုးပိုးလေးပါယူသွားသမီးကျောင်းမှာတော့ ဟာမလုံးတော်သူလေးကသမီးတငယ်ချင်းလားဟဲ့ချစ်စရာလေးနော်ဟိုအဲ့ဒီသမီးလေးကိုဆောင်းရှောက်ပါနော်သမီးနော် အမေရဲ့သွားရရှိရသွားပါလောက်ဆရာရှိရလို့ ဟောချောပါသမီးမှကျောင်းမှာမုတ်စားလို့ရမိုးပိုးလေးပေးတာ ဟာမရှိဘူးလို့ပြောနေလေအမေကလည်းဟဲ့ 你那你也喏， အမေတကူတော့လည်းညှိသွားရင်နန်းသွားနေရပဲသွားတော့သွားအခုဆက်စင်ပြသွားတော့သွားလေဘာကြည့်နေလဲတငယ်ချင်းသွားမယ်လေအေးသွားမယ်လေ အေးဘယ်နားမှာလဲအဲရှာတော့လုံးဝလည်းရှာလို့မတွေ့ဘူးနော်ညီမအမလေးဦးသိန်းဦးအိမ်ကိုမြန်သိလားမသိဘူးအေးထားဟွာလေချက်သားရောက်နေညီမလေးပဲဘာဖြစ်လို့ငိုနေတာလဲညီမလေး အမေရဲ့သွားရရှိရသွားပါလောက်ဆရာရှိရလို့ ဟောပါသမီးမှကျောင်းမှာမုတ်စားလို့ရမိုးပိုးလေးပေးတာ ဟာမရှိဘူးလို့ပြောနေလေအမေကလည်း 你那你也喏， အမေတကူတော့လည်းညှိသွားရင်နန်းသွားနေရပဲသွားတော့သွားအခုဆက်စင်ပြသွားတော့သွားလေဘာကြည့်နေလဲ ညီမရဲ့အဖြစ်ကတော့အဲ့ဒါပါပဲအမ ဖြစ်မှဖြစ်ရလေညီမလေးရယ်ဘာဆိုဘာမှမဖို့နဲ့အမတယောက်လုံးရှိအမကညီမလေးတို့လိုမျိုးတွေအပြင်မှာထွက်ပြီးအလုပ်လုပ်ရတဲ့လူတွေမျက်နှာမှာအသားရင်မညီတဲ့လူတွေဒီလိုမျိုးအမဲဆက်တင်းတိတ်ထွက်နေတဲ့လူတွေအတွက်အဖိုးလုံးတက်တက်တတနဲ့အချိတ်တို့အတွေ့ထိထိရောက်ရောက်နဲ့လှပါဖို့အမခံ
အမကိုယ်တိုင်ကအမရဲ့မျက်နှာမှာဆယ်စုနှစ်ကြာဖြစ်လာတဲ့တိတ်တိတ်တွေကိုအမရဲ့ local brand နဲ့ပြောင်းခုထားတာအဲ့အတွက်ညီမလေးဘာမှစိတ်မပူနဲ့အမရှိရဲ့နေရာတော့ရောက်အောင်လာခဲ့အဖိုးလို့တတ်တောင်းခဏန်းလောက်ကလေးနဲ့ညီမလေးမျက်နှာပေါ်မှာရှိတဲ့အမဲဆက်တွေတိတ်တွေကိုလုံးဝတတ်ပြောက်ကင်းသွားအောင်အမရဲ့စိတ်ရှူလာခဲ့အမကိုယ်တိုင်ကအမမျက်နှာကလေဆယ်စုနှစ်ကျော်တိတ်ရှိလာတာအဲ့ဒါတွေအကုန်လုံးအခုလုံးဝအမမျက်နှာကိုကြည့်လိုက်ပျောက်သွားပြီလေအဲ့တော့ညီမလေးပျောက်သွားလို့လည်းအမခံတယ်ဟုတ်ပါမကဲအဲ့ဒီတော့အမကအမရဲ့လိပ်စာလေးညီမလေးကိုပေးခဲ့မယ်ရှော့ဒါကဇိုင်းရှိ homemade creation လို့ခေါ်တယ်အဲ့ဒီကိုသာလာခဲ့လိုက် ဟုတ်မှာအဲ့ဆိုညီမအမြန်ဆုံးလာခဲ့မယ်နော်အမအော်ဦးသိန်းအိမ်ကလေဒီအရှိကိုသွားပြီးညာဘက်လေးချိုးလိုက်ရင်ရတယ်။ငါရှောက်ပါရဲ့အမရဲ့ညီမလည်းအိပ်ဘက်သွားမှလိုက်ပို့ပေးမယ်။လာအမလာ မမိုးပေးစင်တယ်ဆိုလို့ရှိရင်လေအိမ်မလေးကတခါတည်းပေးလိုက်ပေါ့တကယ်ချင်းနေရှိအောင်မနှီးတဲ့နေရာလဲနတ်စော်နေရပဲအခုတော့တက်တိုင်မှသမီးမတစားလုံးနဲ့သိကုန်ပြီဒါကစိတ်ပြတ်ဖို့ကောင်းတာပဲ ဘုမလာမဖက်နေနဲ့ကိုကြီးပြောရရှင်းတက်လေးကိုနားနေစို့ရွံနေစို့မော်နေဟိုက